လစ်လက်နေတဲ့မြေခွက်များကလားလာကောင်းပါတယ်ပန်းညံများကစားခွင့်များအဖြစ်အတက်တွင်နိုင်ပါတယ်မြေခွက်ကိုဘယ်သူပိုင်လဲအတီးပြုချက်ရဖို့ဘယ်ကိုတွားရမလဲမြေခွက်ကတင်းစိတ်ကူတွေကဇုံတွေကလားစိတ်လှုပ်ရှားဖွယ်ရာစိတ်ကူစိတ်တန်ကောင်းများရှိနေနိုင်တော့လေမြေခွက်တိုင်းนี้ကိုယ်ပိုင်စီမင်းစည်းကမ်းများနဲ့ကန့်သက်ချက်များပါလာတတ်သည်ကိုသတိထားရမှာဖြစ်ပါတယ်မှန်ကန်သောဌာနနဲ့စကားပြောခြင်းဖြင့်အဆိုပါမေခွန်းအားလုံးရဲ့အဖြေများကိုရရှိမှာဖြစ်ပါတယ်။လုပ်ငန်းရှင်တစ်လျှောက်လုံးမှာအိမ်နီးချင်းများရဲ့ပူးပေါင်းပါဝင်မှုကိုရယူပါ။ရက်ကွက်တိုင်းတွင်မတူညီသောလူများနှင့်စိတ်ကူစိတ်တမ်းများရှိနေကြောင်းကိုလည်းလေ့လာနိုင်ပြီဖြစ်ပါတယ်။တန်မိုးရှိသောတုံ့ပြန်ချက်များနဲ့အခြားရအများကိုလည်းရရှိမှာဖြစ်ပါတယ်။လူမှုအတိုင်းဝိုင်းအားအသိပညာပေးတော့အခါကျမတို့အတိုင်းဝိုင်းကပိုပြီးကြီးထွားလာမှာဖြစ်ပါတယ်။မြေခွက်အတက်တင်ခြင်းနဲ့အခြားအကြောင်းအရာများအကြောင်းလေ့လာရင် www.forwayguys.org တို့ဝင်ရောက်ကြည့်ရှုပါ